30ရက်17လ2025တရက်တာနဲ့ပတ်သက်တဲ့တနေ့တာခန္ဓမာလေးကိုဟောပေးသွားမှာဖြစ်ပါတယ်ကိုယ်အနေနဲ့ဘာပဲလုပ်လို့ဖြည်းဖြည်းမှန်မှန်လုပ်ဖြစ်နေမယ်အတွေးတွေတည်တည်ငြိမ်ငြိမ်ရှိနေမယ်ကိုယ့်ရဲ့လှုပ်ဆောင်ချက်အတွက်အောင်မြင်မှုအသီးအပွင့်တွေခံစားရမယ်မိမိရဲ့ဂုဏ်သတင်းကိုအခြားသူတွေကချီးကျူးပြောဆိုကြလိမ့်မယ်အခွင့်အလမ်းအသစ်တွေရလာမယ်ကံကောင်းခြင်းတွေရောက်လာလိမ့်မယ်စိတ်ချမ်းသာရမယ်ဒီနေ့အတွက်ဆောင်းရှောင်းမဲ့ຢာကတော့ငွေအတုံးအဆွဲတတိထားပါလက်လွန်တတ်တယ်လောင်းကစားမလုပ်ပါနဲ့စစ်စစ်သက်သက်လုပ်ပါအမှားမဖြစ်အောင်တေချာစစ်ပါlucky number နဲ့ universe message ကိုဗီဒီယိုရဲ့အဆုံးသတ်မှာထည့်ပေးထားပါတယ်တနေ့တာလုံးစိတ်ပေးချုံးပေးကြပါစေဗီဒီယိုကိုဆုံးတဲ့ထိကြည့်ပေးရတဲ့အတွက်ကြောင့်မို့လို့အားလုံးကိုကျေးဇူးတင်ပါတယ်